တနေ့မှာတုတ်တုတ်လို့ခေါ်တဲ့ကြောင်မချောလေးတယောက်ဟာချောင်းထဲမှာရေချိုးနေတော့အပင်မှာချိတ်ထားတဲ့သူ့အင်ဂျီကိုမြောက်ထီးတကောင်ကလူယူသွားခဲ့တယ်မြောက်ထီးဟာအဲ့ဒီအင်ဂျီကိုအိမ်ကသူ့မိမမြောက်မကိုပေးဝေးလိုက်တဲ့အခါမြောက်ဆောင်တွဲဟာအင်ဂျီကိုကြည့်ပြီးပျော်ရွှင်စွာကခုန်နေကြတယ်တုတ်တုတ်ခတ်များမှာတော့ဘေကနီလေးနဲ့ငိုယိုကအိမ်ကိုပြန်လာခဲ့ရတယ်အိမ်ပြန်ရောက်တော့တုတ်တုတ်ရဲ့ခင်မွန်းဒီကြောင်ထီးကမငူပါနဲ့ကိုသွားပြန်ယူလာပေးမယ်လို့ပြောကနှစ်သိမ့်ပြီးတုတ်ကြီးတစ်ချောင်းကိုကင်ကမြောက်တွေရဲ့အိမ်ကိုသွားခဲ့တယ်ဟေ့ကောင်ငါမိမခေါင်းဝင်အခုပြန်ပေးမပေးရင်ငါအကြောင်းသိမယ်လို့ကြောင်ထီးကရန်တွေ့ပေမဲ့အင်အားမမျှတဲ့ကြောင်ထီးခမများမှာတော့မြောက်ထီးဆောင်တွဲရဲ့ဝိုင်းဝန်းထူထောင်တာကိုခံခဲ့ရတဲ့အပြင်စီးလာတဲ့ဆိုင်ကယ်ပါဖျက်ဆီးခံလိုက်ရတယ်။ကြောင်ထီးခမများဆိုင်ကယ်ပြီးလေးကိုပဲယူပြီးရှုံးနေစွာငိုယိုကအိမ်ပြန်လာခဲ့ရတယ်အိမ်ပြန်ရောက်တော့ကြောင်ထီးကအကြောင်းဆောင်ရှင်းပြတော့တုတ်တုတ်ဟာဒေါသထွက်လွန်းလို့ပောက်ကွဲသွားခဲ့တယ်ရှင်သုံးမကြဘူး။အိမ်မှာပဲနေခဲ့ကျမအားကြီးတယ်ကျမသွားမယ်လို့ကြောင်ထီးကိုစူပူပြီးဒုံးကြီးကားကိုစီးကမြောက်အိမ်စီသို့ဦးတည်သွားခဲ့တယ်။မြောက်အိမ်ကိုရောက်တာနဲ့တုတ်တုတ်ဟာတွေ့ကြတာအကုန်လုံးကိုပြစ်ပေါက်လိုက်တာကြောင့်မြောက်ဆောင်တွဲရဲ့အိမ်တွေပျက်စီးကုန်ခဲ့တယ်။ခေါင်းဝင်တစ်ထည်ကြောင့်မြောက်ဆောင်တွဲဟာအိုးအိမ်မှာဆုံးရှုံးလိုက်ရပါတော့တယ်။အောင်ပွဲခံပြီးအိမ်ပြန်ရောက်လာတဲ့တုတ်တုတ်ဟာအိမ်ထဲမှာဘာမှမလုပ်ပဲအေးဆေးအိမ်နေတဲ့ကြောင်ထီးကိုမြင်လိုက်ရတဲ့အခါဒေါသကထပ်ပြီးထွက်လာခဲ့တယ်။အတုံးမကြတဲ့လင်းစားဖို့အိတ်ဖို့ပဲတည်တယ်ဘာမှလက်ကြောတင်းအောင်မလုပ်တတ်ဘူးလို့ကျိန်းမောင်းပြီးလက်ထဲကဒဲအိုးနဲ့ကြောင်ထီးကိုရိုက်ချလိုက်ပါတော့တယ်